ပြန်ပေးဆက် ကဲကောင်းတယ်ကွာရမ်းမိုက်တယ်မင်းကြီးဒါကကိုရုပ်ရှင်လောကရဲ့တကယ်ထိတ်တန်းပုံစံကြီးမြောက်ဒါကိုဘူမန်တဲ့ဒါတော့ကိုရွှေစန်းတဲ့ อ๋อဟုတ်တွေ့ရဝမ်းသာပါရဲ့ ဒါကျွန်တော်အစ်စ်တင်နေတဲ့မင်းသမီးလေးနာမည်ကငူပါတဲ့ဒီရလားဒီဆက်ရတာအရှင်လားခင်ဗျာ ဟိုကအကောင်းဖျက်စူးစမ်းပါမယ်နော်ဘောစီ ကိုကြီးကိုအဲ့လိုဘောစီလို့မခေါ်ပဲနဲ့ကိုကြီးလို့ခေါ်နိုင်အောင် ကဲတခါလေးခေါ်ကြည့်လိုက်ဘောကြီးလို့ ဘောကြီး ဟမ်မင်းသားနဲ့မင်းသမီးကိုမောင်နှမအရင်နေလို့ကြောင်းပြီနော်ဟုတ်ပြီ ဒီဇလန်မှာမင်းသားနဲ့မင်းသမီးနဲ့ချစ်သူတွေမဟုတ်တော့ဘူး ထိုက်ထိုင်အဲ့ကိစ္စကိုရှင်းဘာလို့ပြောင်းလိုက်တာလဲ ငါပြောင်းတာကွာဘာဖြစ်လဲ ကျွန်တော်တို့အမှုပညာရှင်တွေကငွေတစ်ခုပဲကြီးလို့မရဘူးနာမည်တွေဂုံသိက္ခာတွေအမှုပညာတွေအကုန်ကြီးရတာဗျအဲ့လောက်တော့မှအမှုပညာကိုချစ်နေရင်အလကားရိုက်လေ အခုရိုက်နေတဲ့ကားလေးကိုအစီတပြေးနဲ့ပြီးတော့ညှိနှံနေလို့ပြီးတော့ရိုက်လိုက်ကြပါဗျာခဏညောင်လို့တောင်းပန်ပါတယ် ဟိုဘောစီကဘာဖြစ်လို့အဲ့ဒုံးနဲ့ရိုက်တဲ့အခန်းကိုထည့်တာလဲ ဇက်နာအောင်လို့ အဲ့ဒီကကျုပ်နေပြီလားဟာတကယ်ကွဲသွားတာဗျာ မှုပါလေကိုကျွန်တော်တိုက်မှာချုပ်မယ် မဟုတ်ဘူးအဲ့ဒါစိတ်ကမှလို့ရမှာဟုတ်ဘူးလေခေါင်းဆောင်မင်းသမီးတင်မယ်ဗျာတကယ် ခင်ဗျာရင်တော့မော်ဒယ်မာလေးတယောက်ကိုလည်းအဲ့လိုခေါင်းဆောင်မင်းသမီးတင်လို့လေခင်ဗျားမိမမတ်မှုနဲ့ပြဿနာအကြီးကျယ်တက်တာလေမေ့ဝါကြီးလား ဘူးလို့မြင်တာဘာဖြစ်လို့တော့လန့်ရတာလဲလာအိမ်ပြန်မယ် အမြန်ကြီး သိကြလား သိကြတယ် မမွေသူကရင်ကောင်မဟုတ်ဘူးတဲ့ချင်းတဲ့အသေးခံစုံပါတဲ့ မမြင်ဘူးကဘူးရမ်းခင် ဒီကမိုးရှိခေါင်းစုံမယ်ပေါ့ဟာပေါ့သေခါစုံမယ်ပေါ့မစီအောင် မင်းတို့ညာနေရှိမှာတကယ်နားမဲ့အဲ့ဒါနားကဲဒီကိစ္စမင်းသားနဲ့ဒိုင်တာနဲ့ပေါင်းပြီးကြံစည်ဆိုအတိတာကြီးပဲ ခင်ဗျာဒါအထိတက်နေပြီ မင်းသားအကွက်ရွှေမဲဆိုရင်လေကလေးကလားကောတည်းမရှိပါနဲ့ဗျာရွှေကြီးကျုပ်တို့ဒဲရွှေနော်ဟုတ်လား အဲ့လိုမရဘူးလေ တချီမဖြစ်တဲ့ငါရဲ့ချစ်ကံဖြည်းဖြည်းတို့လိုရာပြောချီမင်းစိတ်တိုင်းကြဖြစ်မဲ့ကလေးလေးမို့ I'm your sugar daddy I'm your sugar daddy what you want what you do everything for you baby